ငါးနှံကိုရောင်းစားသူနှင့်တရားသူကြီးရှေးလွန်လေပြီးသောအခါပကံပြည်မှာဦးပိုးဆိုတဲ့ဆင်းရဲသားတောင်သူတစ်ယောက်ရှိပါတယ်။တနေ့မှာတော့သူဟာသူ့မှာရှိတဲ့တမတ်စေလေးကိုကင်ပြီးမြို့ထဲကဈေးကိုရောက်လာခဲ့တယ်။အဲ့ဒီဈေးမှာဒေါ်မီဆိုတဲ့ငါးယောက်နဲ့အမျိုးသမီးတစ်ယောက်ရှိတယ်။ဒေါ်မီဟာသူ့ရဲ့ငါးကြော်တွေကအရန်အနံ့မွှေးပြီးအရသာရှိလွန်းလို့ဈေးထဲမှာနာမည်ရမ်းကြီးတဲ့ဈေးသည်တစ်ယောက်ပေါ့။ဦးပိုးလေးမှာတော့ငါးကြော်တစ်ဖက်တောင်မဝယ်နိုင်လောက်အောင်ဆင်းရဲပေမဲ့ဗိုက်ရမ်းစာလောင်နေတာကြောင့်ဒေါ်မီရဲ့ဆိုင်နီးမှာထိုင်လိုက်တယ်။ပြီးတော့သူယူလာတဲ့ထမင်းဖြူကိုစားရင်ဒေါ်မီကြော်နေတဲ့ငါးကြော်အိုးကထွက်လာတဲ့အနံ့ကိုရှူရှိုက်ပြီးစားလိုက်တယ်။အနံ့လေးနဲ့ဆိုတော့သူ့ထမင်းဖြူလေးတောင်အရသာရှိသွားတယ်။ဒါကိုမြင်တော့ဒေါ်မီကဒေါသတကြီးနဲ့ဦးပိုးကိုအော်ဟစ်လိုက်တယ်။ဟဲ့မင်းကတခိုးလိုလုပ်တာပဲ။ငါရဲ့ငါးကြော်အနံ့ကိုမင်းရဲ့ထမင်းဖြူနဲ့ခိုးယူစားသုံးနေတာမဟုတ်လား။မင်းငါ့ကိုငါးကြော်အနံ့ပိုးပေးရမယ်။ဦးပိုးလဲကြောက်ကြောက်နဲ့ဒေါ်မီရဲ့ကျွန်တော်ဘာမှမခိုးပါဘူး။ကျွန်တော်ယူလာတဲ့ထမင်းမဲစားတာပါဘလို့တောင်းပန်ပေမဲ့ဒေါ်မီကလက်မခံပဲတရားသူကြီးစီအတင်းဆွဲခေါ်သွားပါတော့တယ်။တရားသူကြီးကအဖြစ်ပြက်အားလုံးကိုနားထောင်ပြီးနောက်ခေါင်းငိမ့်လိုက်တယ်။ဒေါ်မီပြောတာမှန်ပါတယ်။ဒီလူဟာဒေါ်မီရဲ့လှုပ်အားကနေရတဲ့အကျိုးကိုခံစားလိုက်တာပဲလို့ပြောလိုက်တယ်။အဲ့ဒီချိန်မှာဦးပိုးကမျက်နှာငယ်လေးနဲ့မတည့်ရက်နေတုန်းတရားသူကြီးကဦးပိုးမင်းမှာပတ်စံတမတ်စေးရှိတယ်မဟုတ်လား။ငါ့ကိုပေးပါလို့ပြောလိုက်တယ်။တရားသူကြီးဟာဦးပိုးပေးတဲ့တမတ်စေးကိုယူပြီးတော့လောဘကြီးတဲ့ဒေါ်မီရှိကြောက်စပွဲပေါ်ကိုဒုံခနဲမြည်အောင်ရိုက်ချလိုက်တယ်။ပြီးတော့အကျွေစေးကိုဦးပိုးလက်ထဲပြန်ထည့်ပြီးဒေါ်မီကိုပြောလိုက်တယ်။ဒေါ်မီဒီလူဟာမင်းရဲ့အနံ့ကိုခံစားခဲ့တဲ့အတွက်မင်းရဲ့အကျွေးကိုအခုပေးဆက်ပြီးသွားပြီ။သူကမင်းရဲ့ငါးကြော်အနံ့ကိုယူသွားတယ်။မင်းကလည်းသူ့ရဲ့ပတ်စံအတန်ကိုပြန်ကြားလိုက်ပြီ။တန်ရာတန်ကြေးညီမျှပါတယ်။ပြန်တော့ဒေါ်မီလည်းဘာမှပြန်မပြောနိုင်တော့ပဲလောဘကင်းမဲ့တဲ့တရားသူကြီးရဲ့ဉာဏ်ပညာကိုအံ့ဩစွာနဲ့ဈေးဘက်ကိုပြန်သွားရပါတော့တယ်။ပုံမြင်ရဲ့အဆုံးသတ်ကတော့လောဘကြီးသူတွေဟာဉာဏ်ပညာရှိသူရှေ့မှာရှုံးနိမ့်ရပြီးတန်ဖိုးမရှိတဲ့အရာအတွက်တန်ဖိုးမရှိတဲ့အရာကိုသာပြန်လည်ရရှိရဆိုတာကိုသင်ခန်းစာပေးလိုက်တာဖြစ်ပါတယ်